အားလုံးမင်္ဂလာပါဒီနေ့ကျွန်မကဒီချစ်သူတွေတယောက်နဲ့တယောက်အချစ်တွေထပ်တူကြနေပြီလားဆိုတော့ကိုဖော်ပြနေတဲ့အချက်၄ချက်ကိုပြောပြချင်ပါတယ်ဒီနေ့မှာကျွန်တော်တို့အရင်ဆုံးပြောချင်တာကချစ်သူတွေကတယောက်နဲ့တယောက်ချစ်ကြတယ်ခါလေးမှရှိတတ်ကြတယ်သူကငါ့ကိုတကယ်ချစ်ရဲ့လားသူကချစ်တယ်လို့တော့ပြောတယ်ဟုတ်ရဲ့လားဒါမျိုးတွေတန်တရားဖြစ်တတ်ကြတယ်တချို့ကပေါ့နော်ဆိုတော့ဒီလေးချက်သာရှိနေတယ်ဆိုရင်တော့သိကြတယ်တင်တို့ရဲ့အချက်ကလောကကိုထပ်တူကြနေရဲ့လို့ကျွန်မပြောချင်ပါတယ်အဲ့တော့ပထမဦးဆုံးတစ်ချက်ကိုကြည့်အောင်ပထမဦးဆုံးတစ်ချက်ကဘာလဲဆိုတော့အပြန်အလှန်ပံ့ပိုးပေးတာဖြစ်တယ်ဘဝမှာကျမတို့ကြုံတွေ့ရတဲ့အခက်အခဲတွေရှိတယ်ပျော်စရာကောင်းတဲ့ချိန်တွေလည်းရှိတယ်တစ်ခါလေးမှာအရန်ကိုပင်ပန်းခက်ခဲတာတွေရှိမယ်ဆိုတော့ပျော်စရာကောင်းတဲ့ချိန်တွေမှာလည်းကျမတို့အတူတူဒီ celebrate လုပ်ကြတယ်ပျော်စရာရှိရင်အတူတူပျော်ကြတယ်သူ့မှာဝမ်းသာစရာရှိရင်လည်းကိုကအတူတူဝမ်းသာပေးတယ်သူတခုခုအောင်မြင်နေဆိုလို့ရှိရင်လည်းကိုပါလိုက်ပြီးတော့ပျော်ပေးတယ်နောက်တစ်ခုကတယောက်ကပင်ပန်းနေတဲ့အချိန်တယောက်ဒုက္ခရောက်နေတဲ့အချိန်မှာလည်းနောက်တစ်ယောက်ကအပြည့်အဝ support ပေးတယ်လူရောစိတ်ပါသူအတွက် support ပေးတယ်အပြန်အလှန်လုံးဝ support ပေးပြီးတော့နှစ်ယောက်သာညီမျှနေကြတယ်ဒါဆိုလို့ရှိရင်ကျမတို့ဒီအချစ်တွေထပ်တူကြနေပြီလို့ပြောလို့ရပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်နံပါတ်2အချက်ကြည့်ကြအောင်နံပါတ်2ချက်ကဘာလဲဆိုတော့ကျမတို့တွေရိုးသားပွင့်လင်းတဲ့ဆက်ဆံရေးရှိတာဖြစ်ပါတယ်။တယောက်ကိုတယောက်မတူဝက်တော့ဘူး။တယောက်နဲ့တယောက်လုံးဝကိုရိုးသားပွင့်လင်းတဲ့ဆက်ဆံရေးတွေရှိတယ်။ဒီနေ့ငါဘာတွေကြုံတွေ့ခဲ့ရတယ်။သူဘာတွေကြုံတွေ့ခဲ့ရတယ်ဆိုတော့တယောက်ကိုတယောက်ပြန်လဲ sharing လုပ်ကြတယ်။ပြီးရင်နောက်နေ့ဆိုလို့ရှိရင်ကိုဘာတွေ plan ထားတယ်။ပြီးရင်ဒီတစ်လအတွက်ဘာတွေ plan ထားတယ်။နောက်ပြီးရေရှည်အတွက်ဘာတွေ plan ထားတယ်ဆိုတာနှစ်ယောက်လုံးကတယောက်နဲ့တယောက်တိုင်ပင်ဆွေးနွေးပြီးတော့ပြုလုပ်ကြတယ်။အဲ့မှာလုံးဝကိုတသားတည်းဖြစ်နေတယ်ပေါ့နော်သူနဲ့ကိုနဲ့ကနှစ်ယောက်ပေါင်းတဘောဆိုတာဒါမျိုးပြောတာပေါ့လုံးဝကိုတယောက်နဲ့တယောက်ကြားမှာ secret ဆိုတာမရှိတော့ဘူးလုံးဝအလျှို့ဝှက်ချက်မရှိတော့ဘဲနဲ့တယောက်ကိုတယောက်လုံးဝကိုပဲပွန့်ပွန့်လင်းလင်းနဲ့ဒီရိုးရိုးသားသားပွန့်ပွန့်လင်းလင်းနဲ့အတူတူရှေ့ဆက်သွားနေတာဖြစ်ပါတယ်ဒီအချက်ကလည်းပဲကျမတို့အချစ်တွေထပ်တူကြနေတာဆိုတာကိုဖော်ပြတဲ့အချက်တွေကတစ်ခုဖြစ်ပါတယ်ဆိုတော့ကျမက life and relationship coach မွေးဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီရှင်းဖွင့်တိုင်းမှာဆွေးနွေးခြင်းနဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လည်းကအိမ်အောင်ရေးမှာတွေ့ကြုံနေရတဲ့ပြဿနာတွေကိုရှင်းဖွင့်တိုင်းမှာဆွေးနွေးခြင်းနဲ့ဆိုရင်ကျမနဲ့ one-on-one coaching session ယူလို့ရပါတယ်ပြီးရင်မိတ်ဆွေတို့အနေနဲ့ချစ်ရေးအိမ်အောင်ရေးနဲ့ပတ်သက်တဲ့ဘ ഹു တုတတွေကိုလေ့လာခြင်းနဲ့ဆိုရင်အခုဗီဒီယိုလေးကိုရောပြီးတော့ကျွန်မရဲ့ page ပြီးတော့ YouTube ပြီးတော့ TikTok စတာတွေကို like and follow လုပ်ထားလို့ရပါတယ်။ဟုတ်ပြီနှစ်ချက်ပြီးသွားပြီဆိုတော့ကျမတို့နောက်ထပ်တစ်ချက်ကိုဆက်ပြီးတော့သွားကြမယ်။နောက်တစ်ချက်ကဘာလဲဆိုတော့ကျမတို့တွေ goals day ဆိုတော့ပန်းနိုင်တွေကိုကျမတို့အတူတူမျှဝေတာဖြစ်ပါတယ်။ပန်းနိုင်တွေကိုလည်းအတူတူမျှဝေကြမယ်ပြီးရင်တန်မိုးထားမှုတွေလည်းတူလာတယ်။ဟုတ်ပြီဒီနေရာမှာသူကရိုးသားမှုကိုတန်ဖိုးထားတယ်။ကိုရိုင်းကလည်းရိုးသားမှုကိုတန်ဖိုးထားတယ်။သူကလည်းသစ္စာရှိမှုကိုတန်ဖိုးထားတယ်။ကိုကလည်းသစ္စာရှိမှုကိုတန်ဖိုးထားဒီလိုမျိုးဘဝရဲ့တန်ဖိုးထားမှုတွေတူလာတယ်။နှစ်ယောက်လုံးကအလုပ်တွေလုပ်နေကြတယ်အောင်မြင်နေကြတယ်ဒါပေမဲ့သူတို့ရဲ့ဘဝမှာနံပါတ်1ဦးစားအပေးဆုံးတန်ဖိုးအထားဆုံးကမိသားစုဖြစ်တယ်အမျိုးသားကလည်းဒီမိသားစုဘဝကိုနံပါတ်1တန်ဖိုးထားတယ်အမျိုးသမီးကလည်းမိသားစုဘဝကိုနံပါတ်1တန်ဖိုးထားတယ်ဒါမျိုးတွေလည်းတူညီနေတယ်ဆောစောပြောသလိုမျိုးပဲဘဝရဲ့ရီမန်ချက်ပန်းနိုင်နေလည်းပဲလုံးဝကိုပဲဒီတယောက်နဲ့တယောက်မျှဝေကြတယ်ပေါ့ဒီနေရာမှာပန်းနိုင်နေကတော့တူကျမတို့တူမယ်ပေါ့နော်ဘာလို့ဆိုတယောက်နဲ့တယောက် career တွေမတူတာလည်းဖြစ်နိုင်တယ်ဥမာတယောက်က teacher ဖြစ်တယ်စာသင်တယ်ပေါ့နောက်တယောက်ကတခြားပေါ့နော်စီးပွားရေးလုပ်ငန်းလုပ်တယ်ဒါပေမဲ့လို့သူတို့နှစ်ယောက်ကမတူတဲ့လမ်းတွေကိုသွားနေကြတယ်ဆိုပေမဲ့ဘယ်ချိန်မှာတော့ငါတို့တွေဘလို့ဘာတွေလုပ်ကြမယ်ဥမာဒီနှစ်ကုန်ရင်တော့တို့တွေအလှလုပ်ကြမယ်အဲ့တော့လာစဉ်ဘလို့တွေလှကြမယ်ဒိုးဘဝကိုဘယ်မှာအခြေချမယ်ဘာစီးပွားရေးတွေလုပ်မယ်စသဖြင့်ဒီလိုမျိုးတွေကိုနှစ်ယောက်တိုင်တိုင်မင်မင်နဲ့အတူတူသွားနေတာကိုပြောခြင်းဖြစ်ပါတယ်ဒီလိုမျိုးအတူတူသွားနေပြီဆိုလို့ရှိရင်လည်းပဲဒါဟာနှစ်ယောက်ရဲ့အချစ်တွေထပ်တူကြနေတယ်လို့ကျမတို့ပြောလို့ရပါတယ်နောက်တစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုကျမတို့တယောက်ကိုတယောက်လုံးဝကိုပဲအကျွေးမဲ့ချစ်ချင်းနဲ့ချစ်နေကြတယ်သူ့ကိုလည်းပဲကိုကလုံးဝစေတနာရှိတယ်တခုခုဆိုလို့ရှိရင်ဟလာသူ့အတွက်ကိုပဲအမြဲစဉ်းစားပေးတယ်သူကလည်းဒီလိုပဲကိုကိုအရန်ချစ်တယ်ကိုကိုဂယူဆိုင်တယ်ပြီးတော့ကိုကိုလည်းပဲဟလာဘယ်ကိစ္စမဆိုကိုအတွက်ကိုအမြဲစဉ်းစားပေးတယ်ကိုအတွက်ကိုစေတနာရှိပေးနေနှစ်ယောက်လုံးကသူ့အတွက်လည်းကိုစဉ်းစားပေးတယ်လို့ကိုအတွက်လည်းအမြဲတမ်းသူစဉ်းစားပေးတယ်ဒါမျိုးတယောက်ကိုတယောက်အရန်ချစ်ကြတယ်ပြီးလို့ရှိရင်ကျမတို့ကဒီလက်ခံပေးကြတယ်ပေါ့နော်လူတိုင်းကဒီအားသာချက်တွေရှိတယ်လို့အားနည်းချက်တွေလည်းရှိတယ်
အားသာချက်မရှိတဲ့သူလည်းမရှိသလိုအားနည်းချက်မရှိတဲ့သူဆိုတာလည်းပဲအလိုမတန်မှရှားတယ်ဆိုတော့ကျမတို့တွေကဒီတစ်ခါတလေမှာဒီလူတစ်ယောက်ကိုပေါ့နော်အပြစ်မြင်ပြီးတော့သူတို့ရဲ့အားနည်းချက်ကိုသွားပြီးတော့ထောက်ပြနေတတ်ကြတယ်ဟုတ်ပြီအဲ့နေရာမှာ relationship ကအဆင်မပြေဖြစ်တတ်တယ်ဆိုတော့ဒီနေရာမှာအချစ်တွေထပ်တူကြနေပြီဆိုရင်တော့စောစောကအားနည်းချက်တွေရှိတယ်ဆိုတာကိုလည်းပဲလက်ခံပြီးတယ်โอเคဟုတ်တယ်ငါမှလည်းအားနည်းချက်တွေရှိတယ်သူမှလည်းအားနည်းချက်ဆိုတာရှိမှာပဲဒါတွေကိုအပြစ်မမြင်မဲနဲ့လက်ခံပေးတယ်ပြီးရင်အားသာချက်တွေကိုလည်းပဲအတိအမှတ်ပြုပေးတယ်အမျိုးသားကဆိုလဲရှိရင်လည်းအမျိုးသမီးကိုဟလာငါမျိုးသမီးကပေါ့နော်ချစ်ကပေါ့နော်ဒီနေရာလေးမှာဆိုရင်အရန်တော်တာဒါမျိုးလေးတွေသူ့ကိုအတိအမှတ်ပြုပေးတယ်ကောင်းတဲ့အချက်ကလေးတွေကိုအတိအမှတ်ပြုပေးတယ်အားနည်းချက်တွေကိုသူကလက်ခံပေးပြီးတော့ဒါကိုနားလည်ပေးတယ်အဲ့အပေါ်တွေမှာပွေယူပြီးတော့အပြစ်ပြောတာတွေမရှိဘူးအမျိုးသမီးကဆိုလို့ရှိရင်လည်းပဲတစ်ဖက်သူ့ရဲ့ချစ်သူကိုဒီနေရာမှာဒီသူ့ရဲ့အားသာချက်တွေကိုလည်းပဲဟလာဟုတ်ပြီကိုကဒီနေရာလေးမှာအရန်တော်တယ်တော်လိုက်တာဒါမျိုးလေးတွေနဲ့သူ့ကိုချစ်ချူပြီးတော့သူ့ကို appreciate လုပ်တယ်အတိအမှတ်ပြုပေးတယ်သူ့အားနည်းချက်တွေရှိနေတယ်ဆိုရင်လည်းပဲဒါတွေကိုလက်ခံပြီးတော့နားလည်ပြီးတယ်နှစ်ဦးနှစ်ဖက်ကအပြန်အလှန်နားလည်မှုတွေနဲ့လက်ခံပြီးနေတယ်ပြီးလို့ရှိရင်တယောက်ကိုတယောက်အရန်ချစ်နေကြတယ်ဆိုတော့အခုပြောပြပေးတဲ့လေးချက်ကမိတ်ဆွေတို့ရဲ့ဒီ relationship မှာရှိနေတယ်ဆိုရင်တော့သိကြတယ်အချစ်တွေထပ်တူကြနေပြီဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့မိတ်ဆွေတို့နှစ်ယောက်ရဲ့အခြေရေးကလုံးဝကိုပဲတာယာဖြောင့်မြူပြီးတော့နှစ်ယောက်သားအရန်ကိုပျော်ရွှင်နေမှာအသေးကြပါပဲဒီမိတ်ဆွေတို့အဲမှာရောအချစ်တွေထပ်တူကြပြီးတာယာပျော်ရွှင်နေတဲ့ဇုံတွေရှိလားရှိရင် comment မှာရေးပေးသွားပါဦးအချစ်တွေထပ်တူကြခြင်းလေဆိုလို့ရှိရင်လည်းပဲဒီဗီဒီယိုလေးကိုချစ်သူကို share ပေးသွားပြီးတော့နှစ်ယောက်တူတူစူးစမ်းဖို့ကျွန်မအနေနဲ့ပြောပြချင်ပါတယ်မိအဆုံးထိချစ်ပြီးသွားတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်မတော့အေးမွေပါ life and relationship coach တယောက်ဖြစ်ပါတယ်